မင်္ဂလာပါရှင်ဒီကနေ့ကျွန်မတင်ဆက်ပေးမှာကတော့ဂျပန်နိုင်ငံရဲ့သမိုင်းမှတ်တမ်းတွေထဲမှာထူးခြားဆန်းကျယ်စွာမှတ်တမ်းတင်ခဲ့ရပြီးဒီနေ့ထိလူပြောများနေဆဲဖြစ်တဲ့အမျိုးသမီးတဦးအကြောင်းပဲဖြစ်ပါတယ်။သူကတော့အချစ်ဆွဲလန်းမှုနဲ့ရာဇဝတ်မှုတွေပါရောရှက်လို့နေတဲ့အချစ်ကြီးပြီးအမျက်ကြီးသူအာဘေးစာတာပါပဲ။အာဘေးစာနာကို1905ခုနှစ်မှာမွေးဖွားခဲ့ပြီးတာမန်ဂျပန်မိသားစုလေးတစ်ခုကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ဘဝကလေးကသူရဲ့ကံကြမ္မာဟာတာမန်ကလေးတွေနဲ့မတူခဲ့ပါဘူး။မတူဘူးဆိုတာကစကားပြောနာကြတာညံငယ်နေကွေးတာမျိုးမဟုတ်ပဲ15နှစ်သမီးရွယ်မှာကြုံခဲ့ရတဲ့အတ္တမပြုကျင့်မှုကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့ပါတယ်။ဒီအဖြစ်ပြက်ဆိုကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုနှက်ဆိုင်စွာထိခိုက်စေခဲ့ပြီးတော်လန်ပုံကန်တဲ့စိတ်အပြင်သူများပစ္စည်းခိုးမှုတွေထိပါဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်မဲအာဘေးစာတာရဲ့မိဘတွေဟာသူ့ရဲ့ပြုမှုပုံတွေကြောင့်စိတ်ပြက်ခဲ့ကြပြီးနောက်ဆုံးမှာတော့18နှစ်အရွယ်သမီးဖြစ်သူအာဘေးစာတာကိုဂျပန်ရိုးရာဖျော်ဖြေပညာရှင်တွေဖြစ်တဲ့ဂေးရှာတွေရဲ့အိမ်ကိုရောင်းချခဲ့ရပါတော့တယ်။ဒီနေရာကစပြီးစာတာရဲ့ဘဝဟာမှောင်မိုက်တဲ့လမ်းကြောင်းပေါ်ကိုတစားစရရှိလာခဲ့တာဖြစ်ပါတယ်။ဂေးရှာအိမ်မှာစာတာဟာဖျော်ဖြေပညာရဲ့တွေကိုလေးလာသင်ယူခဲ့ရပေမဲ့လည်းသူ့ရဲ့စိတ်နဲ့စိတ်ထားနဲ့မကညီခဲ့ပါဘူး။အမြဲတမ်းပုံကန်တက်တဲ့စိတ်ဓာတ်ကသူ့ကိုဂေးရှာဘဝမှာအမြင့်တွယ်ခွင့်မပေးခဲ့ပါဘူး။အကျွေးတွေနဲ့နေမလာပြီးတဲ့နောက်မှာတော့သူဟာပြည်တစားဘဝကိုကူးပြောင်းဝင်ရောက်ခဲ့ရပါတယ်။တိုကျိုမြို့ရဲ့မြေအောင်စုံအောင်မှာနာမည်အမျိုးမျိုးနဲ့မြို့အနှံပြကိုပြောင်းရွှေ့ပြီးပြည်တစားဖြစ်ဘဝကိုရပ်တည်ခဲ့ရပါတော့တယ်။ဒီကာလာရီဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုပုံမကြမ်းတမ်းခတ်ထန်စေခဲ့ပါတယ်။1935ခုနှစ်မှာတော့အာဘေးစာတာရဲ့ဘဝထိပ်ကိုအိုမီယာကိုရိုဆိုတဲ့အမျိုးသားတူဝင်ရောက်လာခဲ့ပါတယ်။အိုမီယာဟာစာတာကိုကူညီချင်တဲ့စိတ်ရင်းနဲ့အီရှီဒါကီချီဆိုလို့ခေါ်တဲ့တငယ်ချင်းပိုင်ဆိုင်တဲ့စားတောက်ဆိုင်တစ်ဆိုင်မှာအလုပ်ရှာပေးခဲ့ပါတယ်။ဒီလိုနဲ့စာတာဟာစားတောက်ဆိုင်မှာအလုပ်လုပ်ရင်းအီရှီဒါနဲ့ယဉ်နီးခဲ့ပါတယ်။အီရှီဒါဟာအိမ်ထောင်တဲ့သူဖြစ်နေပေမဲ့လည်းစာတာနဲ့အီရှီဒါတို့ကြားမှာတက်မှတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့နှစ်ဦးဟာလိမ်မိုင်းဆိုင်ရာအလိုရမတ်တွေနဲ့ပြည်နေတဲ့ဆက်ဆံရေးတစ်ခုကိုတိဆောက်ခဲ့ကြပြီးဒီဆက်ဆံရေးကပဲအာဘေးစာတာရဲ့စိတ်ထဲမှာအီရှီဒါကိုအပြင်းထန်ဆွဲလန်းစေခဲ့ပါတော့တယ်ရှင်။တဖြည်းဖြည်းနဲ့အာဘေးစာတာဟာအီရှီဒါပေါ်ပိုင်ဆိုင်လို့တဲ့စိတ်နဲ့သူ့ကိုဘယ်သူနဲ့မှမမျှဝေစင်တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာခဲ့ပါတယ်။အဲဒီအချိန်မှာအီရှီဒါကသူ့ဇနီးတဲ့စီပြန်သွားချင်ကြောင်းပြောဆိုလာတဲ့အခါမှာတော့အာဘေးစာတာရဲ့ဆွဲလန်းမှုဟာအယူမှုဖြစ်တဲ့အစဉ်ကိုရရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ1936ခုနှစ်မေလမှာတော့တိုကျိုမြို့ကအချစ်ဟိုတယ်တစ်ခုမှာကြောက်မက်ဖွယ်ရာဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီဖြစ်ရပ်ကတော့အာဘေးစာတာဟာအီရှီဒါကိုစိတ်ခတ်ပြီးလေပင်ညစ်တက်ခဲ့တာဖြစ်ပါတယ်။အဲဒါတင်မကပဲသူတို့နှစ်ဦးရဲ့အချစ်ကိုကိုစားပြုတဲ့အမတ်တရားဖြစ်ဆုံးလို့အပိုင်းလို့ယူဆထားတဲ့အီရှီဒါရဲ့လက်အင်္ဂါကိုပါဓာနဲ့ဖြတ်တောက်ပြီးယူဆောင်သွားခဲ့ပါတယ်။ဟိုတယ်ဝန်ထမ်းတွေကတော့အီရှီဒါအိပ်ပျော်နေကြောင်းလိမ်ညာပြီးဟိုတယ်ကနေထွက်သွားခဲ့ပါတယ်။ဒီလိုကြောက်မက်ဖွယ်ရာဖြစ်ပျက်ဖြစ်ပြီး3ရက်အကြာမှာတော့အာဘေးစာတာကိုဂျပန်ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပြီးသူရဲ့ကိုယ်ပေါ်ကနေအီရှီဒါရဲ့ဖြတ်တောက်ထားတဲ့လင်းအင်္ဂါကိုပါတွေ့ရှိခဲ့ကြပါတော့တယ်။အာဘေးစာတာရဲ့အမှုဟာဂျပန်နိုင်ငံလုံးမှာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ဆွဲဆောင်ခဲ့ပါတယ်။သူရဲ့အမှုကိုဂျပန်ပြည်သူလူထုတရလုံးကစိတ်ဝင်စားခဲ့ကြပြီးထူးထူးခြားခြားဆွေးနွေးပြောဆိုခဲ့ကြပါတယ်။စစ်စေးမင်းမြတ်မှုအတွင်းမှာစာတာကချစ်ရတဲ့သူနဲ့ပတ်သက်တဲ့အမတ်တရားတွေထဲမှာအထင်ရှားဆုံးပိုင်းကိုတင်ထားခြင်းနဲ့အဲဒီအရာကိုဘယ်သူမှလည်းထိတွေ့ရမလို့ခြင်းမှုလို့ဆိုကသူ့ရဲ့လုပ်ရက်ကိုရှင်းပြခဲ့ပါတယ်။ဒီလိုထူခြားတဲ့အချစ်ဇလန်းကြောင့်တရားသူကြီးတွေတနာကျူနာတလို့ပဲလာတော့မသိပဲအာဘေးစာတာဟာလူတန်းမှုအတွက်ထောင်ဒဏ်6နှစ်သာချမှတ်ခံခဲ့ရပါတယ်။အေစီရင်ချက်ဟာလူတိုင်းကိုအံ့အားသင်စေခဲ့ပါတယ်။ထောင်ကလူလာပြီးတဲ့နောက်မှာတော့အာဘေးစာတာဟာနာမည်အသစ်နဲ့တာမန်ဘဝကိုပြန်လည်စတင်ဖို့ကြိုးစားခဲ့ပါတယ်။သူဟာအိမ်ထောင်တောင်ပြုခဲ့ပါသေးတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့ရဲ့အတိတ်ဆိုကဖြစ်ရတွေပေါ်ပေါက်သွားတဲ့အခါမှာတော့ခင်မွန်ဖြစ်သူကသူ့ကိုစွန့်ခွာသွားခဲ့ပါတော့တယ်။ဒါပေမဲ့အာဘေးစာတာဟာဒီတစ်ချိန်မှာတော့အာရုံမသွားတော့ပါဘူး။သူဟာသူ့ရဲ့နာမည်ဆိုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပြီးလူထုရှိကိုထွက်လာခဲ့ပါတယ်။အော်စရာကောင်းတာကတော့တစ်ချိန်ချိန်ကရာဇဝတ်မှုကျူးလွန်ခဲ့သူအဖြစ်ရှုမြင်ခံရတယ်။သူ့အပေါ်လူထုရဲ့အမြင်ဟာပြောင်းလဲလာခဲ့ပါတယ်။1982ခုနှစ်မှာတော့အာဘေးစာတာဟာလျှို့ဝှက်ဆန်းကျဲတဲ့မဆူတိုတစ်ခုကိုချန်ထားခဲ့ပြီးရုတ်တရက်ပြကွဲသွားခဲ့ပါတယ်။အဲဒီချိန်ကနေစပြီးဒီကနေ့ထိ
သူ့ကိုဘယ်သူကမှပြန်မတွေ့ရတော့ပါဘူး။သူ့ရဲ့နောက်ဆုံးနေ့ရက်တွေဟာဘလို့ပုံစံနဲ့ကြန့်ရှိနေစေလဲ။သူ့ရဲ့နောက်ဆုံးနေ့ရက်တွေဟာဘလို့ပုံစံနဲ့အဆုံးသတ်ခဲ့လဲဆိုတာကတော့လျှို့ဝှက်စံချိန်မှုတွေထဲမှာကြန့်ရှိနေစေပါပဲရှင်။အီရှိဒါရဲ့ဖြတ်တာခံခဲ့ရတဲ့လင်အင်္ကာကိုတော့ဂျပန်တက္ကသိုလ်တစ်ခုရဲ့စီပညာပြတိုင်မှာပြသထားတယ်လို့သိရပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ပြီးရဲ့နောက်မှာတော့ဒီလင်အင်္ကာဟာထူဆန်းစွာပြကွဲသွားတယ်လို့ပြောကြပါတယ်။သူရဲ့ကန်စမဟာလည်းအာဘီဆာဒါရဲ့ဘွားလိုပဲလျှို့ဝှက်စံကြေးစွာအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ဒီကနေ့ကျွန်မတင်ဆက်ပေးခဲ့တာကတော့ဂျပန်သမိုင်းမှာယူသွတ်တဲ့အချစ်ကြောင့်ထောင်ရမတန်တင်ခင်ရတဲ့အာဘီဆာဒါရဲ့အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းအာဘီဆာဒါလိုအချစ်ကြောင့်ဘွားကိုကျူဆိုင်ကြဖို့မှာချင်ပါတယ်ရှင်။